ဒီပင်လေးစာထုတ်ပြီးတော့နော်ဒီနည်းနဲ့ပြုတ်မှာဘာလဲတော့စီနဲ့ကြော်လို့ရှိရင်စီရည်ရန်စီများပြီးတော့လေလို့စားချင်ပါတော့ဒီမျိုးလေးဖြစ်အောင်လို့ဒီမှာပြုတ်ပါဒီလိုတစ်ထုပ်အစုံကိုဒီမှာ9000ဖြစ်သွားပြီတဲ့နော်အရင်ပြုတ်မှာပေါ့နော်ပြုတ်စားရတာကကောင်းတယ်ကြော်စားတာကြတော့စီရွှဲနဲ့ကိုလို့ဆိုရင်နော်ဝိချရတဲ့လူလေးတွေလည်းစီပြီးပြုတ်ပြီးတော့လေးစားတာစီကြတော့စီရွှဲတာကြတော့မကောင်းဘူးနော်ဝိချရလူရဲ့စီပြီးတယ်အဲ့ဒါမှကိုချင်းကြီးစေမှရမှာပေါ့နော်စေဖို့တဲ့စကားနဲ့စောင့်တယ်ချက်သေးပါနော်ဟုတ်အဲ့ဆိုတော့ကြိုက်ပေါ့ဒီလိုဆက်ပေါ့နော်အဲ့ဆိုတော့ရနေတော့ဖောင်းလာပါနော်အဲ့ဆိုတော့ရနာပါနော်ဒီဟာကိုပဲကြီးလေးနဲ့ညက်မယ်ပေါ့နော်လို့ချောင်းကြောက်လဲစားချင်တယ်ဒါလေးဆိုရပြီပေါ့နော်ထောင်းတက်လာဒီပစုံလုံးလေးဆိုလည်းရိုက်ပေါ့နော်ဒီလေးဆိုရဆက်လို့ရပါပြီရှင်လေးနဲ့ဆော့ချင်နေနော်ငါတို့ဆက်ထားဆော့ချင်နေစမ်းပါမယ်ဒီမှာပဲစတော့900ဆိုတော့လေးနော်